ဒီနေ့မှာတော့သိပ္ပံအမည်ဖြစ်တဲ့ Chrysophyllum Kinetoel လို့အမည်ရတဲ့တတိတစ်မျိုးအကြောင်းကိုအသေးစိတ်တိတိကျကျပြပြပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာတော့နေရာဒေသအလိုက်အခေါ်အဝေါ်ကွဲမြတ်မှုရှိလာကြောင်း Chrysophyllum Kinetoel ဆိုတဲ့အမည်ကိုအသုံးပြုတင်ပြပေးပါမယ်အားလုံးပဲမင်္ဂလာပါခင်ဗျာသုတထွေလာ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီအပင်ရဲ့အရွက်နဲ့အသီးပုံလန်လေးတွေတွေ့ရင်မိမိတို့ရဲ့ဒေသအခေါ်အဝေါ်ကိုလည်း comment မှာရေးခဲ့ပါအောင်နော်Chrysophyllum Kinetoel မူရင်းစတင်ဖြစ်ပေါ်လာပုံ Chrysophyllum Kinetoel ရဲ့မူလောက်ဒေသကတော့ဗဟိုအမေရိက Central America နဲ့ Caribbean ကျွန်းစုတို့ပဲဖြစ်ပါတယ်။စပိန်ကိုလိုနီခေတ်စီးပွားရေးနဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေအတိုင်းကမ္ဘာအပူပိုင်းဒေသအနှံ့အပါးစီကိုစတင်ဖြတ်နှံ့ရောက်ရှိခဲ့ပါတယ်။အာရှတိုက်အရှေ့တောင်ပိုင်းဒေသတွေစီကိုလေဒီလိုတည်ယူစိုက်ပျိုးခဲ့ရမှာအခုအချိန်မှာနေရာအနှံ့ရှင်သန်နေတာဖြစ်ပါတယ်။ပုံတရတဲ့အရွယ်စားဒီအပင်ဟာအတော်အတန်ကြီးမားတဲ့ထာဝရစိန်သပင်ဖြစ်ပါတယ်။အမြင့်ကတော့ပုံမှန်အားဖြင့်9မီတာမှ15မီတာပေ20မှ50အထိရှိနိုင်ပြီးအကောင်းဆုံးပတ်ဝန်းကျင်မှာဆိုရင်မီတာ30ပေ100အထိတောင်ရောက်ရှိနိုင်ပါတယ်။တရွက်များအရွက်ရင်အပေါ်မျက်နှာပြင်ကအစိမ်းရောင်တောက်ပြောင်နေပြီးအောက်မျက်နှာပြင်ကတော့ရွှေဥရောင်တောက်ပတဲ့အမွှေးနုညာနဲ့ဖုံးအုပ်ထားတာကြောင့်လေတိုက်တဲ့အခါအယောင်နှမျိုးနဲ့လှပနေတာကိုမြင်တွေ့ရမှာပါ။တက်တန်တင့်တင်တဲ့ရာသီဥတုအောက်မှာဆိုရင်နှစ်90မှတေလာအခုရှည်လျားစွာအသက်ရှင်နိုင်ပါတယ်။စိုက်ပျိုးမှုပုံစံနဲ့နှစ်သက်သောမီလီအမျိုးအစား Chrysophyllum Kinetoel ကိုစိုက်ပျိုးရမှာအထူးအားဖြင့်မျိုးပွားနည်းနှမျိုးကိုအသုံးပြုကြပါတယ်။မျိုးပွားနည်းမလားအစီအမစိုက်ပျိုးခြင်းကတော့အသီးသီးရန်9နှစ်မှ10နှစ်အထိကြာမြင့်နိုင်ပါတယ်။ဒုတိယနည်းကကိုင်းကူးခြင်းမြေအောင်ကိုင်းဖက်ခြင်းမျိုးရိုးဖီးစအရေးသွေးကိုထိမ့်သိမ့်နိုင်ပြီးတစ်နှစ်မှ3နှစ်အတွင်းမှာအသီးစတင်တည်ပါတယ်။စီးပွားပြစိုက်ပျိုးရမှာပုံမုံနှစ်သက်တဲ့နီလန်ဖြစ်ပါတယ်။မြေအမျိုးအစားရေစီးရီလာကောင်းမွန်သောနှုံးဆန်ပြီးမေစီဩဇာကျွဲဝသောမြေကိုအထူးနှစ်သက်ပါတယ်။ရေဝက်ချင်းကိုလုံးဝမနှစ်သက်ပါဘူးနော်။အသီးရွေးအယောင်နဲ့စားသုံးလိုက်သောအနေအထားနဲ့အရသာတွေကိုပြောပြပါမယ်။ Chrysophyllum Kinetoel ရဲ့ထူးခြားချက်ကလေးတွေမှာအသီးဟိအယောင်နဲ့အရသာတို့ပါဝင်ပါတယ်။အပြင်ကွန်အယောင်ကခရဲနတ်သမောအစိမ်းရောင်ထက်ပြီးစားသုံးနိုင်သောအနေအထားကတော့အသီးကိုလုံးဝမြက်ပြီးနူးညံ့တဲ့အနေအထားမှာစားသုံးရပါမယ်။မမြက်ပဲစားပါကစေးတုံနူးရီပုံစံကွာဝဲတဲ့ဆောင်ခါတက်တဲ့အရသာရရှိနိုင်ပါတယ်။လက်နဲ့ညင်သာစွာဖိကြည့်လျင်နူးညံ့သောအထည်အတွေ့ရှိနေရပါမယ်။အရသာကတော့အသီးအတွင်းသားကချိုမြိုင်ပြီးနူးညံ့သောအတွင်းအပြင်ရှိပါတယ်။အချို့ကကတ်စတာသို့မဟုတ်နိုးစီနဲ့ဆင်တူတဲ့အရသာခံစားမှုမျိုးကိုပေးတယ်လို့ဆိုကြပါတယ်။ဇုံးနဲ့ခတ်စားဖို့အကောင်းဆုံးပါပဲ။ Chrysophyllum Kinetoel ကျန်းမာရေးအကျိုးကျေးဇူးများကိုသိပ္ပံနည်းကျအခြေပြုထားတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ဈေးဖတ်ဝင်တယ်လို့ယူဆရတဲ့ယောဂဝေဒနာတွေကိုအသေးစိတ်တိတိကျကျရှင်းပြပေးပါမယ်။ Chrysophyllum Kinetoel ကျန်းမာရေးအကျိုးကျေးဇူးနဲ့ဈေးဖတ်ဝင်ပုံ Chrysophyllum Kinetoel အရွက်အသီးအခေါင်းနဲ့အဆေးတို့တွင်တွေ့ရသောဓာတုဗေဒဓာတ်ပေါင်းများ phytochemicals ကြောင့်အောက်ပါအဓိကအကျိုးကျေးဇူးများကိုရရှိစေသည်ဟုသုတေသနများကညွှန်ပြလျက်ရှိပါတယ်။ဓာတုဆန့်ကျင်စွမ်းအား antioxidant power ဤအသီးနှင့်အရွက်များတွင် polyphenolic ဓာတုဆန့်ကျင်ပစ္စည်းများ antioxidants များအများပြားပါဝင်ပါတယ်အထူးသဖြင့် catechin နှင့် gallic acid ကဲ့သို့သောဓာတ်ပေါင်းများကိုတွေ့ရပါတယ်။၎င်းဓာတ်ပစ္စည်းများသည်ခလာကိုရှိ free radicals ဟုခေါ်သောပျက်စီးစေသည့် molecule များကိုဖယ်ရှားပေးပါတယ်။ဤလောက်ဆောင်ချက်သည်ဆဲများပျက်စီးမှုကိုကာကွယ်ပြီးနာတာရှည်ယောဂများဖြစ်ပွားခြင်းကိုလျှော့ချပေးနိုင်ပါတယ်။ဆေးဖတ်ဝင်တဲ့ယောဂများကနှလုံးသွေးကြိုးဆိုင်ရာယောဂများနဲ့ကင်ဆာအထုကိုကာကွယ်ရတဲ့အထောက်အကူပြုနိုင်ပြီးအထူးအားဖြင့်ဓာတ်တိုးဆန့်ကျင်မှုစွမ်းရည်ကြောင့်သွေးတွင်းတကြားဓာတ်ထိန်းညှိမှု blood sugar regulation Chrysophyllum Kinetoel အရွက်မှထုတ်ယူသောအရာသည်သွေးတွင်း glucose ပမာဏကိုလျှော့ချပေးနိုင်သည့်ဇီဝကမဆိုင်ရာလှုပ်ဆောင်မှုများရှိကြောင်းသုတေသနများတွင်တွေ့ရှိရပါသည်အကျိုးပြုပုံကအချို့သုတေသနများကအဆိုပါအပြင်မှထုတ်ယူသောဂျက်ပေါင်းများသည့်သွေးတွင်းတကြားဓာတ်ဆုပ်ယူမှုကိုဟန့်တားခြင်းသို့မဟုတ်အင်ဆူလင်ထွက်ရှိမှုကိုအထောက်အကူပြုခြင်းဖြင့်သွေးတွင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်ကြောင်းညွှန်ကြားနေတာသည်
ယောဂများအနေနဲ့ကတော့စီးချိုယောဂ diabetes mellitus ကိုထိန်းချုပ်ရာတွင်ရိုးရာဆေးဝါးအဖြစ်အသုံးပြုကြပြီးသိပ္ပံနည်းကျလေ့လာမှုများလည်းဆက်လက်ပြုလုပ်နေပါတယ်။ရောင်ရမ်းမှုဆန့်ကျင်ခြင်း anti-inflammatory effects Christophyllin kinetoil LE အခေါက်နှင့်အရွက်တွင်ရောင်ရမ်းမှုကိုဆန့်ကျင်သည့်ဓာတုဗေဒဓာတ်ပေါင်းများပါဝင်ပါတယ်။ဤဓာတ်ပေါင်းများသည်ရောင်ရမ်းခြင်းဖြစ်စဉ် inflammation process ကိုတားဆီးခြင်းဖြင့်ခန္ဓာကိုယ်နာကျင်ကြိုက်ခဲမှုနှင့်ရောင်ရမ်းခြင်းများကိုလျှော့ချပေးနိုင်ပါတယ်။ရိုးရာဆေးပညာတွင်လေကြောင်းနာခြင်း sore throat အဆုတ်ရောင်ခြင်း pneumonia နှင့်ဥမကြီးရောင်ရမ်းခြင်းကဲ့သို့သောယောဂဝေဒနာများအတွက်အသုံးပြုခဲ့ကြပါတယ်။အစာချေစနစ်နှင့်ဝမ်းကျုပ်ခြင်း digestive health and constipation ရင်းမြန်သောအသီးအသွင်သားသည့်အများကြီးတဲ့ dietary fiber ကောင်းစွာပါဝင်သောအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။အများကြီးတက်ကဥလုရှာမှုကိုကောင်းမွန်စေပြီးအစာကြေစနစ်ကိုပုံမှန်လည်ပတ်စေပါတယ်။ဝမ်းကျုပ်ခြင်းကိုတက်တာစေပြီးဥလန်းကြောင်းကျန်းမာရေးကိုထောက်ပံ့ပေးပါတယ်။ကိုယ်ခန္ဓာနှင့်ဗီတာမင်ဓာတ် immunity and vitamins အသီးတွင်ဗီတာမင် C နှင့်အခြားအရေးကြီးသောဗီတာမင်နှင့်သတ္တုဓာတ်များပါဝင်ပါတယ်။အကျိုးပြုပုံဗီတာမင် C သည်ကိုယ်ခန္ဓာစနစ်ကိုမြင့်တင်ပေးပြီးကောလာဂျင်ထုတ်လုပ်ရာတွင်အရေးပါသဖြင့်အနာကျန်းမြန်ခြင်းကိုအားပေးပါတယ်။အရေးကြီးတဲ့မှတ်ချက်က Christophyllin kinetoil ကိုရိုးရာဆေးဝါးအဖြစ်သုံးစွဲကြတော့လေ၎င်း၏ဆေးဘက်ဝင်အာနိသင်များကိုအပြည့်အဝအတည်ပြုရန်နှင့်ပမာဏသတ်မှတ်ရန်အတွက်ပုံမကျေပြန့်သည့်လူစမ်းသပ်မှုများလိုအပ်နေစေဖြစ်ပါတယ်။ညီသည့်ယောဂဝေဒနာအကြောင်းမဆိုစားသုံးရန်သို့မဟုတ်ဆေးအဖြစ်သုံးစွဲရန်မဆုံးဖြတ်မီဆရာဝန်သို့မဟုတ်ကျန်းမာရေးပညာရှင်နဲ့တိုင်ပင်ဆွေးနွေးခြင်းကတော့ပိုပြီးကောင်းမွန်တယ်လို့အကြံပြုလိုပါတယ်။ဖြစ်ပေါ်နိုင်သောဆိုးကျိုးများ potential drawbacks Christophyllin kinetoil ဟာရေဘူးရအောက်ဖြင့်ဘေးကင်းပြီးစားသုံးရန်တင့်တော်ပေမဲ့အောက်ပလိုက်ချက်တွေကိုသတိပြုသင့်ပါတယ်။အစင်းနှင့်အခွန် latex and skin အသီးရအပြင်ခွန်နဲ့အလဲဥတိုင်းခိုးမှာဆေးကတ်သောနှုတ်ရည် gummy latex တွေပေါလင်ပါရဲ့ဒီအရာတွေကိုစားသုံးလို့မရပါဘူးစားသုံးမိရင်ခါသက်ခြင်းသို့မဟုတ်နှုတ်ဖမ်းလျက်အဆေးကတ်ခြင်းတွေဖြစ်ပေါ်စေနိုင်တာကြောင့်အခွန်နဲ့ဝေးရအတွင်းသားကိုသာတေးသေးချာချာခတ်စားသင့်ပါရဲ့အသီးရဲ့အတွင်းသားမှာပါဝင်တဲ့အဆိတွေကိုလည်းစားသုံးခြင်းမပြုသင့်ပါဘူး။၎င်းတို့မှာအနှိမ့်ငိတ်ခါသက်သောဓာတ်များပါဝင်နိုင်ပါတယ်။ဒီနေ့မှာတော့ Christophyllin kinetoil တစ်တီအကြောင်းအစအဆုံးအသေးစိတ်ကိုတိတိကျကျပို့ပြပေးခဲ့ပါတယ်။လူကြီးမင်းတို့အထွတ်ကျမ်းမာရေးဘုထုတက်ရရှိမယ်လို့လည်းယုံကြည်ပါတယ်နော်။အားလုံးပဲကျေးဇူးတင်ပါတယ်နော်။နောက်တစ်ပတ်မှာတခြားဆေးဝန်စားစရာတစ်တီမျိုးနဲ့အတူပြန်လာခဲ့ပါမယ်နော်။ Bye